င်္ဂလာပါတကယ်ချင်းတော့ဒီနေ့တော့ဘန်ကောက်မြို့မှာရှိတဲ့ချစ်တူဂျန်မားကတ်ကိုသွားတာဖြစ်ပါတယ်။ဒေသန်တွေရဲ့ဈေးတွေဘယ်လောက်နဲ့ရောင်းနေဘာတွေတီးအောင်ဒီဗီဒီယိုလေးကိုအဆုံးကြည့်ပေးပါနော်။ဒါကတော့ fighter တွေပေါ့နော်။ပြီးတော့တော်တော်စုံနိုင်ဈေးရဗျာ။အခုဒါဆို9ကန်ပေါ့အခုမှစာမွေးမဲ့လူတွေအများကြီးလည်းမသုံးချင်ဘူးဆိုရင်အဲ့လိုမျိုးပေါ့9ကန်တိတိလေးတွေပေါ့120ဆိုတော့ဒီမှာကတော့1000ခွဲလောက်ပဲကြာရပါတော့အဲ့လိုကန်လေးတွေဝယ်အဆင်ပြေတော့ပြီးတော့ဒါကတော့လည်း site ကြီးလေးတွေပေါ့နော်အဲ့မှာဗျာဈေးလည်းကတ်ထားတယ်ပေါ့နော်တကယ်ကျွန်တော်စဉ်းစားလို့ရတယ်ပေါ့နော်ဈေးတွေမြန်မာနိုင်ငံရဲ့ဈေးဘယ်လောက်กว่าလဲသိလို့ရတယ်ကျွန်တော်ဒီဗီဒီယိုလေးအကြာကြီးပြတော့မှာဆိုလို့ဗျာပစ္စည်းတိုင်းကိုအကြာကြီးမရိုက်ထားဘူးပေါ့နော်တကယ်ကျွန်တော်အဲ့ကိုတိကျတဲ့ပစ္စည်းလေးရရင်ခဏလေး pause နေပြီးတော့ကြည့်လို့ရတယ်ပေါ့နော် okay သူတို့အဲ့ချက်တူချာဈေးရပေါ့နော်အမှန်တိုင်းပြောရင်စနေတနင်္ဂနွေကလူအစီဆုံးပေါ့နော်အဲ့လိုငါဒီလမ်းဘေးကငါအထုပ်တွေဆိုရင်ပေါ့နော်ဟိုတချို့ကြလဲသူတို့ရက်ကွက်မှာပြန်ရောင်းတာပေါ့နော်ပြန်ရောင်းမှုသူတို့တစ်ခါထုတ်ထားတာပေါ့ထုတ်ထားတာဆိုတော့ဟိုပြောမလဲအဲ့လိုမျိုးထုတ်တွေကစနေနေ့မှာရရတယ်လို့ကျွန်တော်ကြားရတယ်ပေါ့နော်ဒါပေမဲ့ဂျားရက်တွေမှာလာရင်လည်းတွေ့ရတတ်တယ်ဒါပေမဲ့နဲတော့နဲမှာပေါ့နော်လူတွေတော့ကြိတ်တိုးပဲအဲ့ငါးတွေဆို fighter 50တန်ဗျာလှတယ်ဆိုတာ fighter 20လေးတွေရှိ10လေးတွေရှိဒါပေမဲ့ကောင်သူတို့ကပိုလှတယ်အမှမော်လီတွေရှိမယ်ဒေါင်းကားတွေရှိမယ်အဲ့စကားတေးလေးတွေကသူတို့ကဟိုဒေါင်းကားဖိုင်းအဲ့စကားလေးတွေပေါ့နော်ကိုကျက်တဲ့ကောင်အဲ့လိုဖမ်းကြတာဗျာဟိုကျွန်တော်မြန်မာနိုင်ငံမှာနေတော့ဟိုပေါ့စကားကြီးနဲ့ကော်ပြီးတော့အဲ့ဒါကိုကျက်တဲ့ကောင်လက်နဲ့ပြန်ဖမ်းတာပေါ့နော်သူတို့တော့တခါလဲအဲ့လိုမျိုးဖမ်းကြတယ်အဲ့ဒေါင်းကားတွေကပူလှတယ်ဈေးတယ်ကြီးတယ်အဲ့ကောင်လေးလှတယ်အပြင်မှာဆိုအယောင်အဲ့ကောင်လေးနဲ့သေးတယ်ဒါပေမဲ့လှမှာပါအဲ့ fighter လေးတွေလှတယ်ဒီ50တန်တွေကပိုလှတယ်ပေါ့နော်50တန်ဆိုတော့မှတရဲတယ်ရက်တွတ်နေရ50တန်ဆိုမြန်မာကလေးတက်တော့ဟိုလောက်ကြာမှာရှင်8000 9000လောက်ကြာမှာဒီ flower လေးတန်တယ် export လေးတွေပေါ့နော် export ဆိုတာမဟုတ်ဘူးမြန်မာနိုင်ငံရောက်ရင်သူ export ဖြစ်သွားတာပေါ့ဒီနိုင်ငံမှာတော့သူတို့ local ပေါ့အဲ့မှာဟိုဒီဘက်အချမ်းမှာရေပေါ်အပင်တွေရောင်းတယ်ဗျာအပင်တွေလည်းရောင်းတယ်အမှ flower လည်းရောင်းတယ်အဲ့ flower တကောင်35ဘတ်လားမသိ30မှာဒီအောက်ကကောင်နဲ့ပူတန်တယ်150ကောင်ဆိုကြည့်အဲ့ရဲတောက်တယ်ဟိုဘူးလည်းကြီးတယ်ဗျာအကောင်လည်းတော်တော်ဖွေးတယ်ပြင်မှာတော်တော်လှတယ်ဒါရွှေငါးတွေပေါ့နော်ရွှေငါးတွေကတန်တယ်မ40ကိုကြည့်တယ်မ40အထုပ်ဆိုကောင်တွေအများကြီးရော50ဆိုတော့အများကြီးပဲငကျင်းတွေပေါ့အဲ့နောက်ကရွှေငါးတွေတန်တယ်ကြီးတွေပဲဈေးကလည်းအမှရေးထားတဲ့အတိုင်းပဲဈေးကအမှဆို650တန်ငကျင်းပြတယ်ဗျအဲ့ငကျင်းတွေကမြန်မာနိုင်ငံမှာဆိုရင်အရန်ဘယ်လိုပြောမလဲရှားပါတဲ့ငကျင်းမျိုးပေါ့နော်ဈေးတော့လည်းကြီးဟိုမှာလည်း650ပဲဒီကောင်လေးက angel တွေပေါ့နော်ဟိုတော့အဲ့ရွှေကားကြီးရလာဒါပေမဲ့ရွှေကားမွေးတဲ့အခါမှာသတိထားနော်ရွှေကားကလေအဲ့လောက်စိုက်ကြီးဆိုရေတန်းဆက်အဲ့လိုမျိုးမှုတ်တာတော့စုပ်တာဆိုသူကဘယ်လိုပြောမလဲကျွန်တော်မွေးဦးတဲ့အကြီးတွေပေါ့နော်ရေတန်းဆက်ဒီမှုတ်ရေတန်းဆက်လိုပြော flower မွေးတဲ့ရေတန်းဆက်လေဗျအဲ့မှုတ်ပြီးစုပ်တဲ့ရေတန်းဆက်တွေမွေးအဲ့ကောင်တွေနောက်ပိုင်းကျတော့အရင်သက်ဆုတ်တာမခံနိုင်အဲ့ထောင်းတော့ကက်ရင်နောက်ပိုင်းကျတော့သူတို့မကူးနိုင်ကြတော့အဲကြောင့်ရွှေငါးမွေးတခြားရေသက်နေနဲ့ပဲမွေးရပို့အဆင်ပြေဒီကောင်တွေကမျိုးစုံပဲနောက်ဆုံးတော့ဒီပေါ့နော်နောက်ဆုံးတော့ဒီလမ်းလျှောက်လိုက်တာဗျာဒီရွှေငါးတို့ fighter တို့ပါပဲအဲ့ဒါတွေပဲအဓိကတွေ့လိုက်ရတာပေါ့နော်ဒါပေမဲ့ချစ်တဲ့ကျွန်တော်သိစေချင်တာဗျာဈေးပေါ့နော်ဈေးရဘယ်လိုရောင်းတာလဲဟိုသိစေချင်တာပေါ့နော်ဒါ
တော့အဲ့9တန်းမှာရှိတယ်ငှက်ဆိုင်ပေါ့နော်အဲ့ငှက်ဆိုင်မှာအဲ့ cockatoo တွေရောင်းတယ်ပြီးတော့အဲ့မှာဟိုငှက်လေးမခေါ် blue မခေါ်တွေရောင်းတယ်အဲ့ကောင်တွေကကျွန်တော်ဈေးမေးပြီးသွားပြီသူတို့က4500ပါခင်ဗျာမြန်မာငွေအတွက်360ဝန်းကျင်လောက်တော့ကျမယ်ဒါပေမဲ့ကျွန်တော်မြန်မာအတိတယောက်နဲ့တွေ့တော့သူကပြောတယ်ပေါ့နော်သူကပြောတယ်ငှက်ပေါက်တဲ့ရာသီမှာဆိုရင်တော့ဘတ်3000ဝန်းကျင်ပေါ့နော်ထက်တော့နဲ့ရနိုင်တော့တယ်ပေါ့နော်အဲ့လေသူပြောပါပဲဒါပေမဲ့တကယ်လက်တွေ့တော့4000ကျော်တော့ရှိမယ်ဗျာဒါသူတို့နည်းနည်း short ခိုင်းလို့ရတယ်ကျွန်တော်အဲ့နေ့ကဟိုလေးဝယ်လာ19လေးဝယ်လာတယ်သူတို့ခေါ်တော့3000ကျွန်တော်ခေါ်တာ2900နဲ့သူ300 short ဝယ်ရပေါ့နော်ဒါကအိုးလေးတွေဒါအာရေးဒီပစုံလေးတွေရောင်းတယ်ဒါစီးတဲ့နဲ့များတယ်အိုးလေးတွေကတော့20ဗဒါ9ကန်အလှဆင်ပစ္စည်းတွေပေါ့နော်တော်တော်ဆုံးပါတယ်တော်တော်ဆုံးတော့ခြေရောက်တွေကိုညောင်းနေအောင်ရှောက်ရတာစီးရတယ်ကြီးပဲပေါ့နော်ဒါကတော့ဒီရေချို့ရေအမှအပင်ဆိုင်တဲ့ခါမှာရေညှိပေါ့နော်ရေညှိကြီးစားပေါ့ကျော်လည်းမပြောလို့ဈေးကတော့350ပေါ့3တုပ်ကို50ထင်တာပဲကျွန်တော်လည်းယူရီးယားစာမဖတ်တော့ဒါပေမဲ့ဖတ်တဲ့လောက်တော့3တုပ်ကို50ထင်တာပဲအဲ့မှာသူ့မှာအဆုံးရှိတယ်ရောအဲ့မှာငါးစာတွေရောဗါတဲ့အစုံမဲ့ဆက်တွေဆိုလည်းအမှကျွန်တော်မြင်မှုတဲ့ဆက်တွေပေါ့အများကြီးပဲငါးတွေကတော့အဲ့လိုပဲထုတ်နေရောင်းတာပဲအဲ့ဒီမှာတချို့တွေလည်းအဲ့လိုတန်တဲ့ထဲထုတ်တွေဝယ်သွားကြတာပဲတချို့တွေလည်းလှရအဲ့လိုမျိုးဝယ်ကြတာပေါ့နော်ဒါပေမဲ့ကျွန်တော်သိလို့တော့အဲ့ကအထုတ်တွေကအမှအဲ့သူတို့ပေးတဲ့ဈေးနဲ့သူတို့ငါးနဲ့ဆိုတန်ပါတယ်အများကြီးရေပင်တွေပေါ့နော်ရေပင်ကတော့ကျွန်တော်ရေပင်ဖန်ပါဘာလို့ဆိုရေပင်ကြိုက်တယ်ကျွန်တော်ငါးမွေးတော့လည်းရေပင်တွေကိုဟိုလှတဲ့ပင်လေးတခြားစိုက်တယ်ပေါ့နော်ဒါပေမဲ့တချို့ပင်တွေကျတော့ရှင်းတယ်တချို့ပင်တွေကသေသွားဘာလို့လဲတော့မသိဥပမာဟိုပြောရဟိုကျွန်တော်တို့ဈေးပေါ်တဲ့ဟိုရေမော်တွေဒေါင်းကားမွေးရင်ထားရေမော်ဆိုတော့အဲ့ကောင်တွေဆိုအရန်ကိုကြီးပြီးတော့တင်တောက်လျှောက်ကိုအဲ့ကန်တကန်လုံးပြေသွားဒါပေမဲ့ဟိုတခြားဈေးကြီးတဲ့ပင်ဆိုတေသွားတာများငါးတွေကတော့ငါးတန်းမှာအဲ့ဥစ္စာတွေကကျွန်တော်လည်းမသိဘူးအဲ့ဥစ္စာတွေကကျွန်တော်ထင်တာအဲ့ကောင်တွေ lucky fit လည်းစားတယ်လေမသိဘူးကျွန်တော်အဲ့ကောင်ဥစ္စာအတိအကျတော့မသိဘူးဟိုမှာလည်းအမှာဟိုဗာလဲပရစ်တွေရှိရယ်ပရစ်တွေလည်းအမှာဈေးပေါ်တဲ့ငါလိုက်ပြီးဈေးကြီးတဲ့ငါလိုက်တော့ကြာအောင်အဲ့မှာ discount တွေပေါ့နော် discount fan ကျွန်တော် discount fan ပဲ discount ငွေရတော့ကြာတယ်ဒါသူရေးထား discount ကအမှ300တယ်အကောင်9ကောင်လာဆိုပါတယ်ပေါ့နော်ဒီကောင်တွေကတော့ lucky fit နဲ့တကန်ထဲမှာရောမွေးလို့ရတဲ့အကောင်တွေပေါ့နော်ဈေးကတော့1200တွေရော1000တွေရော1000ဆိုရင်73သိန်းခွဲလောက်ကြာတယ်ဘော73သိန်းခွဲလောက်ဖြစ်တယ်33000နဲ့9000လောက်ကြာတယ်ပေါ့နော်ဒါက3000တန်းနေဒီကောင်နဲ့600တန်းနေဟိုနောက်မှာ4တီတော်5လည်းရှိ4တီတော်5 400တော့မလို့ဈေးများရယ်နော်ဒါပေမဲ့အဲ့ lucky fit နဲ့ရောမွေးတဲ့ငါးတွေပေါ့နော်ကျွန်တော်တင်လိုက်အဲ့ရေချုံငါးတွေပါပဲဟိုက lucky fit တွေဟိုကျအဲ့ကောင်လေး250တန်တယ်အဲ့ဒါတော့ဖူးစုပတ်ဆက်250တန်တယ်အဲ့ lucky fit လေးတွေတောင်ရှည်လေးတွေဟိုဘက်ကကောင်1200ဒါပေမဲ့ကောင် silver play လာပါလားမသိဘူးအဲ့လိုမျိုးဟို snow က1200ပါ snow တွေကတော့ဈေးကြီးပါတယ်မြန်မာနိုင်ငံမှာလည်း snow ကဈေးကြီးတယ်တခါလေတွေ့ရခဲ့ပါဟိုဘက်ကကောင်ဆိုဟိုဘက်ကတောင်တိုတွေက3000နဲ့အဲ့ဒါလည်းတန်တယ်တောင်တိုကကျွန်တော်တို့မွေးတော့ Aussie ပဲမွေးဘူးတာတခြားအဲ့ crossbar တို့ red day တော့မွေးဘူးမွေးလည်းမမွေးနိုင်ဘူးအမှ2500ရှိအဲ့ဘာငရှင်းလို့ဘာလို့ကောင်းနေ2500ဈေးရကြည်တယ်အဲ့9 line နေကျွန်တော်မမွေးဘူး lucky fit တော့မွေးဘူးလေဒါပေမဲ့အဲ့ lucky fit နဲ့ရောမွေးတဲ့ငါးတွေမမွေးဘူးသူငါးတွေကအစုံပဲအမှဈေးလည်းတော်တော်ကြီးပါတယ်ဗျာအမှကြည့်လိုက်ဟိုမှာဘယ်လောက်လဲ4500လား1500လားမသိပါဘူးအဲ့လောက်တည်းရောအများကြီးပဲအမှ1200နေဆိုအကောင်လုံးကသိန်းကျော်တဲ့ငါးတွေကြီးပဲအဲ့ငါးလိုက်ရတော့အပင်တွေကမျိုးစုံပဲဗျာ
ဒါဒေါင်းငါးတွေဟုတ်တယ်ဒေါင်းငါးတိတန်လားမသိအဲ့လိုဖန်ခိုင်းအဲ့လိုမျိုးဖန်တဲ့ပုံစံရစဒေါင်းငါးကလည်းမကြည့်80တန်နေရှိတယ်80တန်နေရှိတယ်10တန်လေ10တန်ခယူတွေရောအမပဇွန်တွေရောစုတ်ခွက်က100တဲ့ဒီအဲ့ငါးလေးတန်ပါတယ်50ပဲဆိုဒါတော့အမရေပိုးပေါ့နော်ရေပိုးကတော့ငါးချစ်သူတွေကတော့ကျွေးကြပါတယ်ဒါပေမဲ့သူတို့နိုင်ငံရေပိုးရဲ့အကြီးကြီးတွေပဲမြန်မာနိုင်ငံမှာကျွန်တော်အရင်တော့တွေ့ရေပိုးတွေမွားလေးတွေသူတို့နိုင်ငံရေပိုးကြီးတယ်ဈေးရှောင်းရတဲ့ရေစာလို့ဆိုပြီးတော့ Steam ဝင်တောင်းလို့ပါတယ်ခင်ဗျာ Steam ကဒီထိုင်းမှာ73ဘတ်ပေးရတယ်မြန်မာနိုင်ငံ Steam နဲ့အရသာချင်းမတူပါဘူးနည်းနည်းလေးကွာတယ်ပေါ့နော်ကွာတယ်ဒါငါးသေးလိုက်နေပေါ့ရွှေငါးတို့ဘာတို့အခုကတော့ဒီဟမ်အကြောင်းတွေခွေးတွေပြီးတော့အဲ့မမြောက်လို့အကောင်တွေဒါကလည်းဗာလဲရှင်းလားဗာလဲမသိပါဘူးဗျာကျွန်တော်လည်းတိကျတော့အဲ့ဒါမဲ့ဒါအပြင်ဈေးတန်းဗျာအပြင်ဈေးတန်းဆိုတာဒီပေါ့လမ်းဘေးဈေးတယ်ပေါ့ဗျာသူတို့ဆိုင်ရာကောင်တွေကကွာလီတိတ်တော့မကောင်းဘူးဒါပေမဲ့ဈေးတော်ပေါ်တယ်ဗျာကျွန်တော်မှတ်မိလောက်ဆိုအဲ့ကြောင်ပေါက်လေးတွေဆိုရင်ခွေးလေးတွေ2000ကျော်ပေါ့နော်2000ကျော်ဆိုတော့2သိန်းခွဲ3သိန်းလောက်ကစပြီးတော့ဝယ်လို့ရတယ်ပေါ့နော်အဲ့ဒါမွေတွေမွေဆိုရင်ဒါမွေမဟုတ်ဘူးဒါ sorry ဒါဟိုဟာတွေမွေရမှာဘက်ကဘယ်လိုခေါ်လဲပုတ်တင်ညိုလာပါလည်းမသိပါဘူးဗျာဒါကတကောင်ယူတကောင်ပဲတကောင်လက်ဆောင်ဒါဟိုဟာတွေအဲ့ကောင်တွေကိုကျွန်တော်လည်းမသိပုတ်ဘယ်လိုခေါ်လဲမသိပါဘူးဗျာဒါကခွေးလေးတွေဒါအမပင်ကူဖန်တွေကိုအမပင်ကူတွေကိုအဲ့လိုရောင်းတယ်ပင်ကူတွေရောင်းတယ်ဈေးတော့မကတ်ထားဘူးထင်တယ်အမဒါပင်ကူအိမ်ပေါ့ဗျာဒါကကြောင်တွေပေါ့ကြောင်တွေအဲ့ကြောင်လေးတွေကျွန်တော်ပထမတစ်ခါတော့အဲ့လိုကျွန်တော်ထိုင်းလို့မတက်တော့အင်္ဂလိပ်လိုမေးတယ်သူတို့ပြောတာ2500လားမသိဘူးအဲ့လောက်ဝင်ကြမယ်အရင်တော့ဒါပေမဲ့သူတို့တခုရှိဈေး short ခိုင်းလို့ရတယ်ပေါ့နော်ဈေး short ပေးဆိုတော့နည်း short ပေးတယ်ဥပမာ200 300လောက် short ပေးရဗျအဲ့ကောင်ကတော့ဈေးကြီးတယ်အမှဆော့ရလဲဘာကောင်မှလည်းမရှင်းအကြီးစားထင်တယ်အမှတချို့ကောင်လေးရဈေးကတ်ထားရဗျာဒါပေမဲ့မကတ်ထားတာများတယ်ကြောင်နေခွေးတွေကလေတိတ်မကတ်ထားကြအောင်အဲ့မှာတော့ကတ်ထားရတယ်ဒီကောင်က1500အဲ့ဒါတော့ခွေးလေးရတိတ်မလောက်ဒါဘာကောင်လေးလဲဒါ200တန်းအနေမှာ1500အထိရှိတယ်ပေါ့နော်အဲ့ဒါတော့မသိဘူးဘာကောင်နေမှမသိဘူးအဲ့ဒါသူတို့တဲ့အိမ်လေးတွေပေါ့ဒီခွေးလေးတွေပေါ့ဒီခွေးလေးတွေဒါပေမဲ့အဲ့လောက်ပဲရှိပါတယ်2000 3000ဝန်းကျင်ပဲရှိတယ်အဲ့မှာကျောင်းကကြီးတာ2000နဲ့2000ဆိုအဲ့အကျောင်းအကြီးကိုပြောရမှာထင်ပါအသေးလေးကိုပြောရထင်ပါတယ်ဗီဒီယိုလေးဟိုအကောင့်တိုင်းအောင်တေချာရိုက်ပြလို့မရဘူးဗျာဘာလို့လဲဆိုတော့ဟိုအကောင့်လေးအများကြီးဟိုရှုနောက်မှလည်းအကောင့်လေးအများကြီးကျန်နေသေးတော့လေအားကြောင့်ဟိုကြည့်ချင်တဲ့အကောင့်တော့ post နေပြီးတော့လေဈေးနဲ့ပါနေတေချာဇွန်းဆွဲကြည့်တာပိုကောင်းမှထင်ပါတယ်ဒီကောင်လေးကတော့ဗာလဲမဒဂတ်စကာကောင်မျိုးတွေပေါ့နော်ရင်ပါရဲ့တော်တော်ဈေးတော့ကြည့်တယ်အမှရေးထားမနေဘူးပဲအဲ့ဈေးတွေကအဲ့မိုးဆိုင်လေးလဲတန်ပါတယ်တန်တယ်ဆိုတာအခုခေတ်တိုင်းတာနဲ့ဆိုရင်တန်တယ်လေတစ်ချောင်း9ကျပ်3ချောင်းမှ20ပဲရှိအောင်အဲ့ဒါဆိုတန်ပါတယ်ဒီအေးဘူးကတော့အမှန်20တန်ရှိရ25ရရှိသူကအသီးကိုကြိတ်ထားတာပေါ့နော်ဟုတ်လားမဟုတ်လားတော့မသိဘူးကျွန်တော်တောက်ရင်တော့နည်းနည်းလေးပုံမှန်ထပ်ပို့ချိုးနေတယ်လို့ပဲဒီကြောင်လေးက2500ရတယ်အဲ့လိုမျိုးပေါ့နော်လေး1500ဒါတော့မွေဖန်အတွက်ပါ
မွေတွေကကျွန်တော်လေးလာတဲ့လောက်ကအဲ့လိုပေါ့အမှဈေးကြီးထားရဗျာဟိုYouTube ကနေဇွန်ဆွဲကြည့်လိုက်လည်းရတယ်ကျွန်တော်နည်းနည်းဒီ channel ရိုက်ထားပြီဒါပေမဲ့ဟိုပေါ့နော်အဝေးရဆိုနည်းနည်းလေးဟိုဖြစ်နေတာမွေတွေကအမှ2500 3500လောက်ကနေစရှိတယ်ဟိုကတော့1500ကနေစရှိတယ်9000 8000လောက်ထိရှိတယ်1500ဆိုရင်မနေပါဟိုကတော့ကြောက်9500လည်းရှိတယ်1500ဆိုရင်3သိန်း2သိန်းလောက်မှစမွေးရမယ်ဒါကတော့ချင်းနေပေါ့နော်ချင်းတွေကိုမှဈေးသိကျင်တဲ့လူတွေအတွက်ဒါတွေကဈေးကြီးလို့နေကြီးရဆိုတာတကားဟိုမက်ခေါ်မွေးတဲ့ချင်းတွေဘာလို့လဲဆိုတော့သူကတန်သားအထူကြီးဒါချင်းတွေဟိုဘက်မှာချင်းတွေဈေးအတိအကျရေးထားတဲ့ဆိုင်ရှိတယ်ဒေါင်းလည်းရောင်းပါတယ်ကြက်လည်းရောင်းပါတယ်เนาะဒါပေမဲ့ကျွန်တော်ဒေါင်းဈေးကိုမသိပါဘူးခင်ဗျာဟောဆိုကျွန်တော်ထိုင်းလို့မတက်တော့လေကျွန်တော်တက်ရင်တော့သူတို့မေးထားရင်တော့เนาะနည်းနည်းတော့အတိအကျသိအောင်အခုလည်းမတက်တော့သူတို့ကလည်းအင်္ဂလိပ်လို့ဆိုရင်တိတ်မကြိုက်ကြအောင်ပဲပြောရင်အဲ့ဆိုတော့အဲ့လည်းမမေးတော့ဘူးเนาะဒီကတော့မက်ခေါ်ဒါကော့ကတူအဲ့ထဲမှာမက်ခေါ်တွေရှိတယ်African Grey တွေရှိတယ်African Grey နဲ့ Cockatoo တွေကဈေးကတော့အပေါက်ဆိုရင်အဲ့ဒီခုနကပြောမြန်မာငွေ360ဝန်းကျင်နေပြီပဲဒါပေမဲ့ပေါ့နည်းနည်းလေးပေါ့နော်ပြောအကောင့်နဲ့သေးတာတော့ပေါ့တော့သူတို့ပေါ်ရရလေးဆိုရင်တော့နည်းနည်းသက်သာနဲ့ရနိုင်တယ်ပေါ့နော်ဒါကတော့ခိုးတွေပေါ့နော်ခိုးဆိုင်ပေါ့ခိုးမျိုးစုံခိုးတွေရောဂျိုးတွေရောကြက်တွေရောဒါကတော့အဲ့မှာမသိဘူးအဲ့ကောင်လေးရ Hasda ထက်လည်းအမွှေးပွားတယ်ပေါ့နော်ဘာနဲ့အတူလဲယုံလေးတွေလည်းရှိတယ်ဒါကတော့ကျွန်တော်အရင်သဘောကျသွားတာအဲ့နေ့တွေ့တော့တာပေါ့နော်ဘာလို့လဲဆိုတော့ तू ကအဲ့ lucky free အဲ့ site ကြီးတွေကိုအမှရေးထားရဗျာ but 1000ပေါ့နော်1000နဲ့ချက်တဲ့ကောင်ပေါ့နော်1000နဲ့ယူလို့ရတယ်အဲ့ဒါကတော်တော်တန်တယ်လေဗျာဘာလို့လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာအဲ့ဒါ site ကြီးဆိုရင်စီးရတယ်1000ဆိုမြန်မာငွေနဲ့တွက်ရင်ဟိုလောက်ရှိတယ်လေ1000ဆိုမြန်မာနဲ့တွက်ရင်73သိန်းခွဲလောက်ပဲရှိတယ်ဗျာအခုဗဈေးကျနေတယ်ဆိုပူတော်73သိန်းခွဲဆိုမှအဲ့ site ကြီးတွေမွေးလို့ရတယ်ပေါ့နော်တချို့တွေကြလဲအပေါက်ကလေးကနေဒီကောင်ကြီးပဲချို့ဆိုအပေါက်ကလေးကနေမွေးအောင်ချက်တဲ့လူတွေရှိရောဗျာဒါပေမဲ့ဒီကောင်လေးကအပေါက်ကနေအဲ့ site ရောက်ဖို့ဆိုတော့အနည်းဆုံး connection လောက်မွေးရမှာကောက်တော့မကောက်ဘူးအဲ့လိုဆိုတော့လေပေါ့နော်ဒီကောင်လေးကတော်တော်ဒီနေ့တွေ့တဲ့ကျွန်တော်ဈေးထဲမှာတော်တော်ကိုဟိုကျွန်တော်ကြိုက်ပြီးတော့တန်တယ်ပေါ့နော်ကျွန်တော်ငါးမွေးချင်တာကျွန်တော်မှအခုကဟိုအိမ်ပိုင်းရှိရင်တော့မွေးလို့ကောင်းတယ်လေအခုကငားနေရဆိုတော့မွေးလို့ကောင်းပေါ့နော်ဒီကောင်လေးကဈေးများ6500လို့ပါလို့ပေါ့သူ lucky fit နဲ့ရုံးမှုတဲ့ကောင်လေးဒီကောင်လေးဆို1300သိန်းကျော်တွေပဲဒီကောင်ဟုတ်ကောင်းဆို9သိန်းလောက်ရှိတယ်ဘယ်ကောင်လဲတော့မသိဘူးကျွန်တော်လည်းစသူတို့နာမည်နဲ့အကောင့်နဲ့တခြားမခွဲရဘူးဒီကောင်တွေကဟိုပါဘောနော် red dago တွေပေါ့နော်ဈေးကတော့များမှာပါအမရေးထားအောင်မလေး8000နဲ့ဟိုကောင်လေးဆိုချားစီလေဟိုကောင်လေးက1000ပဲရှိတယ်ဒီကောင်ကစိုက်လက်သေးတယ်8000ဆိုတော့ဈေးက8000ကွာသိန်း100လောက်ရှိတယ်မယ်နော်အခုကဈေးနဲ့ဆိုသိန်း100လောက်မကောက်ဘူးထင်တယ်9000သိန်း100ဆိုတော့8000ဆိုသိန်း10020လောက်ရှိမယ်ဒါ red dago ဈေးပေါ့နော်ဒီကောင်တွေကစာမရေးထားဘူးဟွန်းလေးတော့တော်တော်လှတယ်ဒီဘန်ကောက်ကလေဟွန်းလေးတော်တော်ဈေးကလည်းတော်တော်လှတယ်အဲ့လောက် size ဆိုရင်ကျွန်တော်ထင်တာခံမှဆို4သိန်းလောက်ရှိမှထင်တဲ့တစ်ကောင်ဒါကတော့အမှယုံအစာရလည်းရောင်းတယ်ဒါတွေကငှက်ပေါက်တွေပေါ့နော်ငှက်ပေါက်တွေကတော့ထိုင်းမှာအရန်ပေါ်ပါတယ်အမှအကုန်ပေါက်လက်ဘက်အပေါက်တွေရောခုအဲ့ငှက်ကြီးအပေါက်တွေရောတခြားငှက်ဟိုကျွန်တော်တို့ကကြေးကျုပ်လို့ခေါ်တာဘယ်လိုခေါ်လဲအဲ့ငှက်အပေါက်လေးတွေရောဘာတွေရောအများကြီးရှိတယ်ဒီကောင်တွေကတော့2300နဲ့16500တို့ဒီကိုတွေဒီကဒီသက်မွေးဖို့တော်တော်အဲ့လိတ်ကြီးရဲ့ဈေးကြီးလုံးတယ်ဗျာ9500ဆိုတာမြန်မာငွေတက်1000ဆို73သိန်းလောက်ဖြစ်နေအဲ့ဥစားတွေဒီကောင်နဲ့တကောင်8000မှာဩ4500လည်းရှိတယ်100တန်းကဘာလဲမသိဒါ parrot တွေပါ parrot ငါးတွေပေါ့နော်ဒီထဲကိုတချို့ဆိုင်တွေကလည်းဗျာဓာတ်ပုံမရိုက်ခိုင်းဘူးပေါ့နော်အဲ့လိုရိုက်ကင်မရာအဲ့လိုကင်မရာကို cross ပြထားတဲ့ဆိုင်တွေဆိုတော့မဝင်ပါဘူးဒါတော့ဈေးလည်းကတ်ထားတယ်ကျွန်တော်လည်းဟိုသူ့အားနာလည်းမဝင်ဘူးအပြန်ရိုက်ခဲ့တယ်ပေါ့နော်ဒီကောင်တွေကတော့8500လည်းရှိတယ်2000ခွဲလည်းရှိတယ်ပေါ့နော်အဲ့ green က2000ခွဲဒီကောင်2000ခွဲပေါ့ဟိုကောင်အရှိရကောင်8500ဆိုဟိုအောက်ကဖြူဟို9ကြီးလားမသိပါဘူး
အဲ့ကဟိုဘောဟာ cross ဘက်လာမသိလှတယ်ဒါကတော့အမှအစုံပဲပေါ့နော် flow လေးလာတယ်အဲ့တော့သူတို့ရေဘယ်လိုစင်ထားလဲပေါ့နော်1500လေးဆိုမစိုးပါဘူးတော့1500ဆိုမြန်မာငွေအတွက်2သိန်းလောက်တော့ကျတယ်ဒီကောင်လည်း1800တွေရှယ်အဲ့ကောင်လေးဆိုတော့တော်တော်ရဲတယ်ဂျက်တွတ်နေရတယ်ဒါပေမဲ့အကောင်နဲ့လေးပူတယ်ခဏကိုတူတယ်ပေါ့ဗျာဒါတွေက parrot တွေမျိုးစားတွေဒါတောင်ရှည်တွေမှာအမှမျိုးစုံရှိတယ်ဒီကောင်ဒါအဲ့ဟိုသူ lucky fit တန် lucky fit တွေ lucky fit နဲ့ရောမွေးတဲ့ငါးတွေပေါ့သူတို့အတန်းတွေပေါ့ကဲညဖန်နေအတွက်ကျွန်တော်အဲ့မခေါ်အရန်လိုချင်တာ device ကိုသေးနေစီကတော့အခုသူရောင်းနေ4000နဲ့5000အတန်ကတော့တော်လာရအကြီးပဲပြီးတော့ဟိုချစ်စရာကြီးမခေါ်ကျွန်တော်အစင်ပြေတော့မှကျွန်တော် apartment မှာမွေးလို့မရဘူးမခေါ်ဘာလို့လဲဆိုတော့မခေါ်အတန်အရန်ကျဲတယ်ပြီးတခါလေးဟောနော်အရင်မွေးမခေါ်မွေးတဲ့လူပြောတော့အရန်អော်တယ်ပြောတခါကျအရန်អော်တယ်ဒါကြက်တွေ100တန်ကြက်တွေပေါ့ဒါအဲ့မှာငှက်ပေါက်လေးအများကြီးရှိတယ်အဲ့ဆိုင်မှာငှက်ပေါက်တွေအဲ့ဒါလေးအတင်းလူကိုအစာခွန်ခိုင်းနေလူနန်းကပ်ပြီးတော့လေငှက်ပေါက်ဈေးကတော့အဲ့ကောင်လေးတွေက1500သို့1000လောက်ပဲရှိပါတယ်1200လောက်ပေါ့နော်1200လောက်ရှိရယ်စမ်းခွန်နာ3000ဝန်းကျင်ရှိတယ် blue corner 2000ဝန်းကျင်ရှိတယ်ကျွန်တော်မေးသလောက်ပေါ့နော်ဒါကတော့ fighter တွေကြီးပဲဒါကတော့ကဲခွေးချတဲ့တွေအတွက်သူကတော့မှန်တယ်ပြောအဲ့ဆိုင်အများစုကတော့ကျွန်တော်အဲ့နေ့ဖြတ်ခဲ့တာဘယ်ဆိုင်မှအဈေးမရေးထားဘူးပေါ့နော်သူတို့ထဲကိုဝင်အမှဖက်နှက်ချွတ်ပြီးတော့ဝင်ပြီးတော့ဖက်နှက်ချွတ်တာဖက်နှက်စီရောဖက်နှက်ချွတ်ပြီးဝင်ပြီးတော့အမှကြောင်လေးတွေနဲ့အဲ့လိုဘာဖြစ်ပေါ့နော်ကြောင်နဲ့တကောင်ဈေးမတူဘူးနေပါဘောနော်အားကြောင့်မို့ဈေးကမရေးထားဘူးသူတို့ဆိုင်တွေကဒါမွေတွေပေါ့နော်အဲ့မွေတွေကတော့ဈေးကကြီးတယ်9သိန်း10သိန်း10သိန်းလောက်ရှိတယ်အကောင်လည်းကြီးတယ်အော်မလေးဒါပေမဲ့ခုနောက်ပိုင်းမြန်မာနိုင်ငံမှာမွေလူတွေအရင်တက်ပေါ်လာတယ်လို့ထင်တာပဲကျွန်တော်တော့မွေဘူးဒီခါမှာကျွန်တော်လိတ်မွေးဘူးတယ်ဗျာပစုံမွေးဘူးတယ်ငါးမွေးဘူးတယ်ငှက်မွေးဘူးတယ်ကြောင်မွေးဘူးတယ်ခွေးမွေးဘူးတယ်ဟမ်စတာမွေးဘူးတယ်မွေးတော့မွေးဘူးတခြားကင်းလည်းမွေးဘူးကြွက်ဖြူပါလည်းမွေးဘူးတယ်ဒါပေမဲ့အခုတော့ငှက်ဖန်ဖြစ်သွားပြီပေါ့နော်ငှက်ကိုမွေးရတာပို့ပြီးတော့ဒါအဲ့ဟမ်စတာတို့ဘာတို့ပေါ့နော်ငွေတွေကတော့တကယ်ကိုပေါ်တာပုံစံမျိုးစုံအရွယ်ဆုံး size စုံအဲ့လိမ့်ဆန်ဟိုအပိုးပစ္စည်းရောင်းတဲ့ဆိုင်တွေလည်းအများကြီးပြီးအဲ့ထက်ကပစ္စည်းဆိုကျွန်တော်ဘာမှတော့မသိဘူးချို့ပစ္စည်းတွေဆိုကြွက်ဖြူလိုဟမ်စတာလိုဒါတော့သိတယ်ကျွန်တော်ဟိုသူတို့အောက်မှာခင်းတဲ့အမဟုတ်ဘူးဒါလေးဆိုတော့ဘာလေးတွေမှမသိဘူးဒါကတော့ခွေးလေးကိုအဲ့ခွေးလေးတော်တော်သေးတာဗျာရှီဝါဝါလေးလာမသိသေးလိုက်တာမှဟိုကတော်တော်သေးတာဒီခွေးဆို no photo ဗျာမရိုက်ခိုင်းဘူးပေါ့နော်ဒါပေမဲ့မရိုက်ခိုင်းဆိုတော့သူအဲ့လိုအနီးကပ်ကြီးဗျာအတင်မလားအကြားကြီးရိုက်တာပေါ့ဆိုတော့မကြိုက်ဘူးဗျာလူလမ်းလျှောက်ပြီးရိုက်တာတော့ကတော့သူတို့ဘာမှမပြောဘူးပေါ့အဲ့လိုမျိုးပေါ့အဲဒီကောင်လေးကဟိုဟာလေဖောင်လေးဒါပေမဲ့ထိုင်းဖောင်လေးအရန်ချစ်ဖို့ကောင်းတာဘယ်လိုလဲဆိုဟိုဘယ်လိုစစ်တာပေါ့အဲ့ယုံကအကြီးပဲအဲ့ယုံကဒီဥစားလဲဘာမှမသိဘူးအဲ့ကောင်သဘောကျတော့ရိုက်လာတာဘာယုံလားဘာလားမသိဒီယုံကြီးက bit rabbit လားမသိဘူးကြီးပဲတခြားယုံနဲ့ရှင်လိုက်ဘာမှမဆိုင်ဒီလိုတိတိလေးတွေကအကြီးပဲခွေးအကြီးစကောင်လောက်ရှိတယ်ဒါလေးတွေကဘာမျိုးလေးတွေမသိပါဘူးသူတို့ကစုံစီနေ
အဲ့ကောင်အချင်းမကောင်းလဲမကြည့်ပါဟိုအောက်ကတကောင်လည်းကြည့်ပါအဲ့လေးဖူတယ်လေးလားမသိဒါကတော့ဘူးတော်ထင်တာပဲကျွန်တော်တိကျတော့မသိဘူးဆွဲကြွေးပြပါနေဒါကြောင်လေးတွေပေါ့နော်အဲ့ခုရဲနေကြောင်လေးမျိုးလုံးတစ်ဖက်စိတ်တစ်ဖက်အပြာလေးတချို့ဆိုလည်းတကောင်တစ်ဆိုင်လုံးမှာလေ2ကောင်3ကောင်လောက်ပဲရောင်းတယ်ကုံတော့လာတာမဟုတ်ဘယ်လိုပြောလဲမသိဘူးဟိုဈေးကြီးတဲ့ကောင်တွေလားဗာလဲတော့မသိပါဘူးဗျာချို့ကြတဲ့ဆိုင်ထဲမှာတစ်ဆိုင်အများကြီးရောင်းတယ်ချို့ကြတဲ့တစ်ဆိုင်လုံးမှာ3ကောင်4ကောင်မှရှိတယ်သူအဲ့ကောင်တွေကတော့ဟိုမြန်မာနိုင်ငံမှာတော့မွေးရဲလို့ရှိပါတယ်ဒါပေမဲ့ဈေးပြောရင်တော့အမှ600လောက်ကစမယ်ပေါ့နော်600လောက်ကစမယ်ဒီကောင်ဆို600ဒီကောင်1000ပေါ့နော်ဟိုကောင်ဆိုအနေနဲ့ကြီးတဲ့ကောင်3500ပေါ့နော်အဲ့ကောင်တွေတော့ကျွန်တော်မမွေးဘူးတခါမှာဒါပင်ကူတွေပေါ့နော်ပင်ကူအမှဈေးနဲ့မျိုးမူတည်ပြီးတော့အမှသူပြထားတယ်အဲ့ဒါမှပင်ကူတွေကြီးပဲပင်ကူတွေရောဘာတွေရောအစုံပဲအနီးကတာဇွန်းနဲ့ဆွဲကြည့်လိုက်တော့ကျွန်တော်လည်းရိုက်တော့ရိုက်ခဲ့တာပဲမွေတွေရောဒီကောင်နဲ့1000ဒါကတော့ဒီယူရီးယားဒီငှက်ချင်းကြောင်ချင်းခွေးချင်းပေါ့နော်အဲ့ဒါလေးကိုဘယ်လောက်ရှိလဲဆိုတာကိုအမှအခုသူတို့အိုက်ဆိုင်ကတော့ဈေးတော်တော်များများကတ်ထားတယ်ပေါ့နော်ဒီတမန်ဒီအိုက်ဆိုင်အခုကျွန်တော်ရိုက်ပြတဲ့ဆိုင်တွေအကုန်လုံးကချင်းနေရ8500 9500တွေပြအိုက်ဆိုင်ရတော့ဟိုနည်းနည်းများတယ်ပေါ့နော် quality လည်းကောင်းမှာပါဒီအရှိရချင်းမဟုတ်ဘူးအနောက်ကချင်းတွေ8500လားမသိကတ်ထားတယ်ဒါဒီအရှိရချင်းလေးတော့ဘာမှမရှိပါဘူးသူအမှချင်းစည်းနဲ့အဲ့ဘောနော်ဘလောက်တန်းနေစရတယ်ဘလောက်ရှိရဆိုတာအကုန်လုံးသူဟိုဘောနော် list လည်းရှိတယ်ဒါပေမဲ့နောက်ဆုံးတော့ဘောနော်အတိအကျပြောရရင်တော့အဲ့အရှိရချင်း site တွေကတသိန်းလောက်တော့ရှိတယ်မြန်မာငွေနဲ့တွက်အရှိရချင်း site တွေကချင်းအကြီး site တွေလေချင်း site တသိန်းလောက်ရှိရဟိုဒီလိုချင်းကြီးကြမရအောင်လေအဲ့ဒါဆို9000ဆိုရင်ပဲဟိုဖြစ်နေ9000ဆိုရင်ပဲ10သိန်းဖြစ်နေ10သိန်းလောက်ရှိတယ်ဒါပေမဲ့350ကစရတယ်လို့350နဲ့စရ150နဲ့ရှိတယ်100လည်းရှိတယ်ပေါ့နော်အဲချင်းမျိုးစုံရှိတယ်ဒီချင်းလေးတွေတော့လှတယ်ကျွန်တော်လည်းမြန်မာနိုင်ငံမှာအဲ့ဒီချင်းနဲ့မွေးတဲ့လူမမြင်ဘူးရှိတော့ရှိမှာပေါ့နော်သူတို့ကဒါကျွန်တော်မမြင်ဘူးပေါ့နော်ဒီချင်းလေးတွေကလည်းနည်းနည်းသူကဘလူးလေးတွေဒီဒီဇိုင်းလေးတွေကဟိုချင်းနဲ့မတူအိမ်လေးတွေနဲ့တူတယ်ပေါ့နော်ငှက်တွေလည်းမွေးလို့ရတယ်ချားကောင်လည်းမွေးလို့ရတယ်ကျွန်တော်စမ်းကွန်နာလေးကိုနည်းနည်းကြီးလာရင်အချင်းလေးနဲ့အဲ့လိုမျိုးချင်းတစ်ချင်းတော့ကျွန်တော်ဝယ်မယ်လို့စဉ်းစားထားရပါတော့။ဒါပေမဲ့အခုတော့ဟုတ်သေးဘူး။ဒါကတော့အမှအစိတ်လေးရောင်းတယ်ဗျာ။စိတ်မွေးခြင်းအမှအဲ့စိတ်ကအဲ့ဒါကျွန်တော်ထင်တာတော့ကိုဝင်ရှိနေတင်တာပဲဟုတ်လားမသိဘူး။ကျွန်တော်လည်းစိတ်ကြောင်းနားမလဲ။ဒါပေမဲ့တခုတော့ရှိရပေါ့နော်စိတ်ကအဲ့လိုမျိုးမွေးတော့အနံ့တော့စိတ်အနံ့တော့အဲ့လောက်တော့မရဘူးဒါပေမဲ့နည်းနည်းတော့ထွက်တယ်စိတ်ရဲ့အနံ့ပေါ့နော်နည်းနည်းလေးတော့ထွက်တယ်ဒါပေမဲ့အရင်ကြီးတော့မထွက်ဘူးပေါ့နော်ဈေးမှာတရိတ်ဆန်တွေတော်တော်ဆုံးပါတယ်ဒါတော့အဲဈေးကကြီးပဲရှောက်လို့မကုန်ဒါတော့မှတရိတ်ဆန်ဒီနေ့တရိတ်ဆန်တွေပဲပြရနော်တခြားတူးမှာတခြားဈေးတွေရှိသေးတယ်ဝေစားတန်းရှိတယ်စားတော့တန်းရှိတယ်ပြီးတော့တခြားဟိုပကံတွေအိုးခွက်တွေအားရတဲ့ရှိတယ်အများကြီးရှိတယ်ပေါ့နော်ဒါတရိတ်ဆန်တိုင်းပဲပြရတာပေါ့နော်အခုစော့နေတဲ့ blue mac ခေါ်တာသူတို့ရောင်းသေးတော့ကျွန်တော်လည်းမေးကြည့်ဒါပေမဲ့သူတို့အဲ့ဆိုင်မြန်မာဆိုင်ဗျာအဲ့တော့အမိုက်တယောက်ရှိတယ်မြန်မာအမိုက်တယောက်ရှိတယ်တော့ကြိုက်လို့မရဘူးပလေဘက်ကမရကြိုက်တယ်မလေးမက်ခေါ်ကစော့ရတယ်တခင်ရလွယ်လို့ကျွန်တော်လူသိအကြိုက်မခံဘူးစော့တော့တော်တော်စော့မြောက်ကြနေရပဲဟိုမှာဟိုဘက်ကငိမ့်တော့သူပဲစော့တာတကောင်
ဒီအဲ့ငါကြားထဲမှာဒီ fighter ဆိုင်ပေါ့နော်သူက fighter အမှစုတွေပါလေအဲ့လိုမျိုးသူက fighter စုရထားတာဘာလည်းမသိဘူးပေါ့နော်သူဆိုင်ကအဲ့လိုပုံစံမျိုးကျွန်တော်လည်းထိုင်းလို့မတက်တော့မမေးတတ်တော့မသိဒါပေမဲ့နောက်ဆုံးသိလားသူဆိုင် fighter ရဲ့ဈေးတော်တော်ကြီးရယ်ပေါ့နော်ဈေးတော်တော်ကြီးရယ်ဆိုတော့ဟိုအမှကျွန်တော်ပြမယ်ဗျာအဲ့ fighter တွေရလှတယ်ဆိုတာကြည့်လိုက်သူက fighter နဲ့မတူသူ fighter အကောင်လည်းကြီးရယ်လှလည်းလှတယ်ဒါပေမဲ့ကျွန်တော်အမတ်တမဲ့တွေ့လိုက်တာအဲ့ဒီဥစ္စာတွေကရေးထားတဲ့ဈေးတွေကဘာတွေလဲဟိုအမှချိလိုက်9300တွေပါတော့ရေးထားလို့အဲ့ဒါ9300တော့မဖြစ်နိုင်တော့ဘူးလေဟုတ်တယ်မသိဘူးကျွန်တော်လည်းကိုယ်လည်းထိုင်းစကားတက်ရင်တော့မေးကြည့်မှာပေါ့နော်ကိုမေးကြည့်လိုက်တာသိကြတဲ့လူတွေအတွက်ဆိုဒီဆိုင်ကအဆင်ပြေတယ်ဘာလို့လဲဆိုတော့ချင်းနေရယ်ချင်းတွေကိုဈေးအတိအကျရေးထားရတယ်ကွာကို့မှာ100တန်း1000 2000ဝန်းကျင်နဲ့ဆိုချင်းလေးရမယ်140ချင်းရမယ်ဟိုဒီ900ဆိုတာ hamster ချင်းတယ်ဟိုကငှက်ချင်းဒါငှက်တွေစော့ဖို့အတွက်လေဟိုကလေးမစိုးပါဘူးဒီဆိုင်စီသက်တာဒါယုံနေကြောင်းယုံနေကဈေးကတ်ထားတယ်မှာကြည့်လိုက်60နဲ့ယုံရှိတယ်ဟိုယုံ60ဒီမှာလည်း9000 8000လောက်ပဲရှိတယ်8000မကောက်9000လောက်မရှိတော့ဘူး60ဒီထက်ကဟာတွေ250နဲ့ရှိတယ်450နဲ့ရှိတယ်ဒီအခုဒီဆိုင်ကညီမလိုပြောလို့ရတယ်ဒီဆိုင်အခုငှက်ဖမ်းတာလားငှက်ပါလုပ်နေအကိုကြီးတွေအဲ့လူကအားမြန်မာဆိုသူကြားတယ်သူစင်ညီမလိုပြောလို့ရတယ်ကျွန်တော်တို့မှသူကြားစမ်းကော်နာအပေါက်တကောင်ဝယ်ထားတယ်စမ်းကော်နာအပေါက်ကိုသူတို့ကပြောတာကအဲ့မှာစမ်းကော်နာလေးမပေါက်စမ်းကော်နာဘလူးကော်နာလေးပေါက်သူတို့ပြောတာကဘယ်မင်္ဂလာပါကျွန်တော်မယ်ပေါ့အဲ့ဒါတော့ဟိုဒရိစံအစာဆိုင်ပေါ့နော်အစာရောင်းတဲ့ဆိုင်မှာအစာရောအစုံပဲဟိုဒရိစံနိုင်ပေါ့နော်ငှက်တွေကြောင်းတွေခွေးတွေငါးတွေငွေတွေရောပါတယ်အဲ့အတွက်ပေါ့နော်အစာတွေအစုံရောင်းတယ်ဗျာအဲ့ဆိုင်ကျွန်တော်တော့မှကျွန်တော်ငှက်ပေါ့နော်ကျွန်တော်စမ်းကွန်တာအတွက်ဟို A21 ဝယ်ရမယ်ပေါ့နော်ဝယ်ရမယ်ဆိုတော့အဲ့ဆိုင်မှာဝယ်တယ်ပေါ့နော်ဝယ်တော့ကျွန်တော်လည်းထိုင်းလို့ပြောတတ်ဘူးဗျာပြောတဲ့ခါကျကျွန်တော်ကျွန်တော်အဲ့ဒါ A21 မှာဘူးလေးအဲ့မှာဘူးလေးပေါ့နော်ဘယ်လောက်လဲကျွန်တော်မသိဘူးဗျာမသိတော့ကျွန်တော်ဖီးထောက်လိုက်နှစ်ခါလို့မေးလိုက်တာဖေးဒီဘက်တိုင်းဟိုဘောနော်က900တန်ပေးလိုက်တော့ပြန်အန်းတာ350ဆိုတော့150ကျတယ်ပေါ့နော်အဲ့A21ဒီငါးတွေက lucky fit နဲ့ရောမွေးတဲ့ငါးတွေဗျာအများဖြင့်ရောမွေးကြတယ်ပေါ့ဈေးရဲတော်တော်ကြီးတယ်အဲ့ကောင်လေးဒါပေမဲ့အမှတော့မကတ်ထားဘူးဒီဆိုင်တော့ lucky fit ဒီတန်ပေါ့နော်အဲ့ဆိုင် lucky fit လေးတွေကဟိုဖြစ်ပါတယ်ဆိုးတောင်တိုလေးလည်းလာတယ်ဒါပေမဲ့ကျွန်တော်3200ဆိုအဲ့ပေါ့3200ဆိုတော့9သိန်းလောက်ကြာအောင်နော်ဒါပေမဲ့ဆိုးပါဘူးဒါ red day ကိုရတာမသိ okay တခုထူးဆန်းတာပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာကျွန်တော်မွေးတဲ့ Aussie ပေါ့နော် Australia lucky fit တွေမတွေ့ဘူးထိုင်းမှာတောင်တိုတွေပေါ့နော်အဲ့ချို့ရ Aussie တွေကမလှဘူးတကယ်လည်းသိမလှပါဘူးဒီဟိုပေါ့နော် Retigo တို့ဟိုဟာတော့နဲ့ဆိုင်တော့ Aussie တွေမလှဒါပေမဲ့တောင်တိုပြတ်သွားဗျာ Aussie ကဒီမှာတော့ဘာမှမလာ Aussie Australia lucky fit တွေမတွေ့ဘူးတောင်ရှိတယ်တောင်တိုရှိတယ်တောင်တိုတော့မှ cross back ကအကြီးရွယ်ရှိတယ် cross back တော့မှအသေးမရှိဘူးဒါကတော့ cross back ထင်တာပဲကောင်ကတော့မလေးမဝါနေပဲတဆိုးအောင်လို့ရေးတာရောင်းပြီးသွားပြီပေါ့နော်ဒါကတော့ garfish တွေပေါ့နော် alligator garfish တော့1000နဲ့ရှိ1500နဲ့ရှိကျွန်တော်ထင်တာ1000နဲ့ကတော့အမဲတွေ1000ထင်တယ်1500အဖြူတွေထင်တာပဲ